လူတကာချစ်တဲ့ကျွန်တော်စကားကြွယ်အများလဲဩချလောက်ပေပေါ်ရာဇဝင်မှာစာတင်နဲ့လာတော့သားလေးကျွန်တော် online တင်နိုင်တင်ခိုင်းနိုင်ရင်လူတွေအတော်ရည်ချင်းစကားအရာအကြွားမှာလာတော့သားထိပ်ပင် online တင်နိုင်တင်ခိုင်းနိုင်ရင်လူတွေအတော်ရည်ချင်းစကားအရာအကြွားမှာလာတော့ဆန်ထိပ်ပင် bom 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 oh စကားလေးပြောလို့ပြောကြွယ်ရင်ဘယ်သူလဲမေးပါရဲ့ရှင်လေးပေါ့လို့စကားဆိုရင်လာတော့ရွာကပင် oh စကားလေးပြောလို့ဝိုင်းရင်ဘယ်သူလဲမေးပါရဲ့ဒါအရာမအလင်းကတော့လာတော့ရွာကပေါ့ဘာချောလို့လာကွာထိုင်ဘလို့လဲကြောက်သက်ရေးလို့ရတာပြင်ပန်းနေကြပြီလား ဟာကျွန်တော်တို့ကကုသိုလ်ရေးဆိုလို့ရှိရင်ဥမာကထုံနှလုံးမူထားတဲ့သူတွေပါ ကောက်ပါတယ်ကွာကောင်းပါကောင်းပါဟောဒါနဲ့မိတ်ဆက်ပေးအောင်ပဲကွာသူ့နာမည်ကိုတောင်းဟန်နေရန်ကုန်လာတဲ့ဥရိယမိတ်ဆွေပေါ့ကိုတောင်းဟန်သူကတော့ကျုပ်တို့လာတော့ရွာရဲ့ကာလာသားကောင်းတောင်းပါချောတယ်သူကဝေးရသူ့နာမည်ကတော့ပန်သူးတယ် ဟုတ်ကဲ့တွေ့ရဝမ်းသာပါတယ်ဗျ အေးကွာကိုတော့ဟာစာလေးပေလေးရေးတယ်လေကွာအခုသူရေးမဲ့ဝတ္ထုမှာတို့လှတော့ရအကြောင်းပါနေရတဲ့ရွာထိလာပြီးတော့လိမ့်လာတာကွာ ဟုတ်ပါတယ်ဗျာကျွန်တော်အခုရေးနေတဲ့ဝတ္ထုတွေကမင်းသားရဲ့ဇက်ကောင်ဟာလှတော်သားဖြစ်နေတယ်ဗျာအဲ့ဒါကြောင့်ကျွန်တော်တို့ဒီလှတော်ရောက်လာပြီးလေ့လာတာပါ ကောင်းတာပေါ့ဗျာမုဒ္ဒမပါလင်္ကာမချောတဲ့ ဟာဘာချောอ่ะမင်းစကပုံကမှားနေတယ်ကွာမူသားမပါလင်္ကာမချောအယောင်းဝယ်တို့ဘာလို့လှုပ်တဲ့နေရာမှာသုံးတာလေကွာ အဲ့ဒါကွာမဟုတ်တာပြောမှန်မှန်တာလှုပ်တဲ့သူတွေရဲ့စင်ကြီးစကားပါကွာတကယ်တမ်းကျတော့မုဒ္ဒမပါလင်္ကာမချောမုဒ္ဒဆိုတာကိုရွေးဖြစ်ဖြစ်ကိုပြောတာကွာဝတ္ထုပဲရေးရေးကြပြပဲဖွဲ့ဖွဲ့မုဒ္ဒဆိုတဲ့ကိုရွေးလေးကိုစိတ်ကူးနဲ့ကိုမြူးပြီးတော့ရေးမှအလင်္ကာမြောက်တာ ဟုတ်တယ်ပါချောကြီးဒါကြောင့်လဲဒီလှတော်ရောက်မရောက်ရအောင်လာခဲ့တာပေါ့အရင်ကတော့လှတော်ရောက်တခါမှမရောက်ဘူးတော့ဖုံထုနေဘူးရေရှားပြီးမွန်းကျက်တဲ့အရက်လို့ထင်ခဲ့တာဗျာအခုတော့လေတကယ်ကိုစိမ့်စိမ့်ရှူရှူပါပဲလားဗျာ ဟုတ်တယ်ဗျကျွန်တော်တို့လာတော့ရွာကကောက်ပင်စိမ့်လဲရိမ့်ရွယ်ရွယ်နဲ့တာဖွဲ့ကျယ်ဝန်းလေယာကွင်းလဲစိမ့်ဆူဆူနဲ့နတ်မင်းအချို့ဖန်ဆင်းခဲ့သို့လို့တောင်ထင်ရလောက်တယ်ဗျ ကောင်းလိုက်တာဗျာကောင်းလိုက်တဲ့စကားတွေလှတော်ရောက်တင်သားလိုက်တာမြန်လဲပြင်းမှာဆင်သွားသလိုထင်ရှားနေတာပဲဗျာဒါကြောင့်လဲဒီလှတော်ရောက်မရောက်ရအောင်လာခဲ့တာပေါ့ဆက်ပြောပါအောင်ဗျာ ကျွန်တော်တို့လာတော့သားစကားဆိုတာအပြူတော်မထွက်ဝင်မထွက်တိုင်းပြည်မတည်ပဲနဲ့နှစ်ပါးသွားကလို့မရတယ်လို့တိုက်ဆိုင်မှုမရှိရင်လေတံပတ်ပေးထားတဲ့စက်ရုပ်လို့ပြောလို့မရဘူးဗျ ဟုတ်တယ်ကိုတော့ဟာအเจ้าဆိုင်လို့ပြောပြီးလဲဆိုတော့ခရရည်လို့တွတ်တယ်ဗျာဟိုဥပ္ပော်ပြောတဲ့ကြောင်ကြီးလို့ဗောသူ့အကြိုက်လဲတွေ့ရောပွဲတော့ဟိုကပေါက်ကြတဲ့ကိန်းတွေဗျာ ဒါနဲ့ဘာချောမင်းကဘာလုပ်လို့တာလဲဟိုဒီလေယာပဲလုပ်တာလား ကျွန်တော်မှာတော့ဗျာပန်းအိုးထဲမှာရှိတဲ့မြေလောက်ပဲပိုင်းဆိုင်တာဆိုတော့လေယာမလုပ်ဖြစ်ပါဘူးဆိုင်ငယ်ပြင်ဆိုင်လေးဖွင့်ထားတယ်သူတို့တွေကတော့လေယာလုပ်ကြတယ်ဗျ အော်ဟုတ်လား ဟုတ်တယ်ဗျကျုပ်တို့ဘွားတွေကမိုးကအေးလဲဝမ်းမအေးပဲခလေးဘူးစုခွေးပူပူနဲ့ကျွေးထုပက်လဲဝိုင်းဝိုင်းလဲလဲတဲကုန်းမှာနေလဲတော့ကိုစီပဲပြုတ်ကိုစားပြီးချွေးတီးတီးကြောက်လောက်ကင်စားတော့နေရတယ်လဲသမားတွေပါဗျာ ဟိုစံစည်းတွေကောင်းတော့လေသမားတွေအဆင်ပြေမှာပေါ့နော် မပြေပါဘူးဗျာလေဘူးနေဘူးခြေဘူးခမ်းပေမဲ့လဲကြောပုံမှာဝိုင်းရတဲ့ဘဝပါလှင်းမိတာတို့လူသားကိုအာစဝမစားပါဘူးဗျာ ဒါလည်းမင်းတို့ကောင်းနေရတနေ့တစ်လုံးရွှေဥဥပေးနေတဲ့ငန်းကိုရိုက်တက်ပြီးတော့ရင်ခွဲရောင်းစားပြစ်တာကို အဲ့ဒီတော့ကဥရုမမှန်ပြိုးမတန်တော့အရှုံးပေါ်လို့ရောင်းလိုက်ရတာပါကွာ ဟိုအရင်ကဒီဒေသမှာရေရှားရလို့ကြားတယ်ဗျာ အလိုလေအရင်ကရေရှားချက်ကတော့ဗျာနော်မိုးရွာဖို့အတွက်ကျွန်တော်တို့လှတော့ကလူတွေမိုးမျောရတာလေလေပင်တွေရှည်ထွက်ပြီးတော့တစ်ကလုံးဖြစ်မှတော့ဆိုးရတယ်ဗျ ဟိုမူးချောင်းကရေရအောင်မရဘူးလား ဟိုမူးရေကလေမိုးကကောင်းကောင်းပြောတော့မူးရေလည်းကောင်းကောင်းမရချဘူးဗျာ ဆေးရလဲတောင်ထွန်းလိုက်တာများဗျာကြောက်ပြင်ကိုချထားသလားအောင်းမရတယ်မူးချောင်းထဲမှာရေမရှိလို့ပတ်ကြားအပ်နေတာလေချော်လဲလို့ရှင်အဝေးစီးရောက်နိုင်တယ်ဗျ ဟုတ်ပါဗျာမူးဘေးရောက်လို့ရှင်စစ်လေးတောင်မတော့ရဘူး6မီလောက်မှကြောက်တယ်ဟိုဒါနဲ့ဟိုကိုကြီးတို့ရန်ကုန်ကမူးများတယ်နော်တ
အေးကွာ အလိုလေးရန်ကုန်မိုးများချက်ကတော့မမေးပါနဲ့နက်ပြည်6တက်ကနက်သားတွေစီးသေးတော့ပြီးသေးပေါက်သလားတော့မှတ်ရတယ်မီးသွေးဆိုရင်အညောင်တောင်ပေါက်နိုင်တယ်ဗျအာရန်ကုန်ရောက်တော့ကမိုးများလုံးလို့လေအပြေအောင်မထွက်ရတာအညောင်တောင်မီးခဲ့တယ်ဗျာ အေးကွာဟိုတို့လာတော်သားတွေကလေရွှေဘိုးနဲ့နီးတော့ဥအောင်စရာနဲ့အနိုးတော်တို့ထင်တယ်ကွာဒါကလည်းနန်းတက်တွေမကြောက်ပေမဲ့မိုးများဆိုတော့လေတီစားကြောက်ဆိုကြောက်တာကွာအော်ရန်ကုန်သားတွေကတော့နော်ရေပျော်တဲ့နေရာမှာတော့ကျွေးရည်တာမှန်တယ်ဗျာ ဒါဆိုအခုမိုးကမှန်ပြီလားဗျာ ဟောဗျာမိုးချစ်သူကြီးသားမျိုးဆိုလို့မျောနေရပြီမဲ့လေရွာမဲရွာတော့လေဖားတောက်ဖို့တော့မလောက်ပါဘူးဗျာသတင်းတီးပန်းလောက်ပဲရွာ ဒါဆိုအခုချိန်ကြီးရေရှားနေတော့မဲ့ပေါ့ အရင်တော့ကရေရှားတာပါဗျာအခုရေပေါ်ချက်ကတော့လေကာဘူးဆယ်ကရေလွတ်လိုက်တာနဲ့လေကွင်းထဲမှာရေတွေပြည့်ရှံပြီးတော့အင်းလေးရောက်နေသလားထင်ရတယ်ဗျခြံထဲမှာဆိုလို့ရှိရင်လေကြက်သက်အုံးမှာတစ်ချက်လောက်ကုတ်လိုက်တာနဲ့ရေကပန်းထွက်လာတာဟာရေတန်းချက်ကလည်းဗျာပရိတ်ဆဲပြန်အောင်ဖေးခွာလောက်တယ် အေးဗျာအခုဆိုရင်ကျုပ်တို့လှတော့ကမိုးနဲ့ရေရှားရက်မဟုတ်တော့ဘူးဗျာမိုးနဲ့ရေများရက်လို့တော့မှပြောင်းခေါင်လို့ဖြစ်နေပြီ လှတော်သားတွေစကားကြွယ်ချက်ကတော့ဗျာအိတ်စာတွေကလွယ်ရည်ထရနေမြထုတ်သုံးနေသလားတော့အောင်မရတယ်မနှဲကိုလိုက်မှတ်နေရတယ်ဗျာ ဟောဟိုအကိုကြီးကစာရေးဆရာဆိုတော့မြန်မာစာပေမြန်မာစကားတွေတော်တော်သိမှာပေါ့နော် ကျွန်တော်ကမြန်မာစာနဲ့အကြောင်းပြီးတာဆိုတော့မြန်မာစာပေမြန်မာစကားကိုတော့ကြက်ထားမှတ်ထားလေ့လာထားတော့ရှိတာပေါ့ဗျာ ဟိုကျွန်တော်ကလည်းမြန်မာစကားကိုအယံဝါသနာပါလားဗျပြီးတော့အယံလဲလေးလာငငယ်ကဆိုလို့ရှိရင်စာရေးဆရာတော်ဖြစ်ချင်တာဒါပေမဲ့ဘဝကအတောင်ရှိလျက်အပြန်ခက်တဲ့ဘဲကျက်လို့ဖြစ်နေတာဆိုတော့လေစိတ်ကူးမရင်တော့ပါဘူးဗျာ ဒါကတော့မမချောဟာလူဘဝဆိုတာတော့တိမ်နဲ့ငှက်လို့ပဲအပြန်လန်အားကြမှုလို့ရှိကြတာပေါ့ကွာ ဟိုတိန်နဲ့ငှက်ကအပြန်အလှန်ဘယ်လိုတွေသဘောကျကြတာ မိုးပေါ်မှာလေုံစီးနေတဲ့တိမ်ဟာကိုခုံကိုအားနဲ့လိုရခကြီးကိုပြန်တန်းနေတဲ့ငှက်ကိုအားကြတယ်တဲ့ငှက်ကလည်းလေုံစီးတာချင်းအတူတူခွန်အားမဆိုင်ဘဲနဲ့လေနေအောင်လွင့်နေရတဲ့တိမ်ကိုအားကြတယ်လို့ကျွန်တော်တို့ဘဝတွေကလည်းကြက်မှမှတ်မှဖတ်မှတက်ကြတဲ့ဘဝတွေလေဗျာအဲ့ဒီတော့ဟောဒီလိုမွေးရပါစကားကြွယ်တဲ့လှတော်သားတွေကိုအားကြမိကြတော့အမှန်ပဲဗျာ အေးဗျာကျုပ်တို့လှတော်သားတွေကကာလူဓာရီအမတ်နဲ့ခုံတော်ပေါင်ကြောင်ပန်းတို့နဲ့များလေအမျိုးတော်သားမသိဘူးဗျာကျန်တာစိတ်ရင်ဆင်းမယ်စကလုံးကတော့မဆင်းရဘူးဗျာပါရီထူးတယ်ကိုပြောရမှာပဲ ဟုတ်တယ်ဗျကျွန်တော်တို့လာတော့ကလူတွေကဘိုးဘွားဘီဘီနေရဲ့ဟိုပြောခဲ့တဲ့စကားတွေကိုနားရည်ဝပြီးတော့ပါမီပါလာကြတယ်လို့ပြောရမယ် ဟုတ်မယ်ဗျာခင်ဗျားတို့လှတော်သားတွေစကားပြောတဲ့အခါမှာလေရတာအောင်အလင်ကောင်အယမ်းမြောက်တာဗျာပြီးတော့ဂဒုလဟုမှန်တဲ့အပြင်ဟိုဇဝနညံလေးပါထည့်ပြီးဖြစ်ဆွပြောရတဲ့အခါကျတော့စကားပြောလို့ရှိရင်အယမ်းနားထောင်လို့ကောင်းတာဗျာ ကျုပ်တို့တော့အဲ့လောက်ကြီးနားမလဲပါဘူးဗျာစိတ်แท้ပေါ်လာတာနဲ့ကြားဘူးနားဝနဲ့ပေါင်းပြီးပြောချပလိုက်တာပဲအဲ့လောက်တန်မိုးရှိမှန်းတော့မသိဘူး စကားပြောကောင်းတာလေဂုံကြပါပဲဗျာရုပ်ချောတာတဲ့စကားပြောကောင်းတဲ့လူကိုလူတွေကပို့ပြီးခင်ွယ်ကြတယ်ဗျာလက်ကြွယ်တော့ကြုံမျိုးနှုတ်ကြွယ်တော့ပြီဆိုးဆိုတဲ့စကားလည်းရှိတယ်မလားခင်ဗျားတို့လှတော်သားဖြစ်ရတာခင်ဗျားတို့ကိုစားကျုပ်ဂုံယူပါတယ်ဗျာ ကိုကြီးပြောပါပဲကျုပ်တော့ရွှေဘူဝီလေးဟပ်ပြီးမနေတတ်ဖြစ်သွားပြီ ဟုတ်တယ်ဗျအစတော့ကတော့နခိုးကနဘိုးနားမလဲဆိုသလိုကိုအဲ့လောက်ဂုံယူရမှမသိဘူးဗျ ကဲပါကိုကြီးဟိုအခုကိုကြီးရေးမယ်ဝတ္ထုကိုเนาะကျွန်တော်တို့လာတော်သားရဲ့ဘဝကျွန်တော်တို့လာတော်ရွာရဲ့အလှပြီးတော့ကျွန်တော်တို့လာတော်သားရဲ့စကားကြွယ်ဝပုံကိုเนาะဟိုပုံမြင်လို့မယုံကျင်လို့ဖြစ်နေတဲ့သူတွေသဘောပေါက်နားလဲသွားအောင်လို့ကောင်းဆုံးရေးချပေးသားပါဗျာ စကားလေးပြောလို့ဝိုင်းရင်ဘယ်သူလဲနေပါရဲ့ဒါအရာမအလင်းကတော့လာတော့ရွာသားပေါ်